6 တန်းနဲ့ကျောင်းထွက်ခဲ့ရပေမယ့်စိုင်းပညာနဲ့မိဘကျေးဇူးဆက်ကပြေးဆောင်ထားနိုင်ဖို့ကြိုးစားနေတဲ့စူးစူးဆန်မင်္ဂလာပါပရိသတ်ကြီးစူးစူးဆန်ကတော့အသက်ဆက်နေဝင်းကျင်ရွယ်လေးနဲ့စိုင်းကိုယ်တိုင်တီကစိုင်းမင်းသမီးအဖြစ်အောင်မြင်ကြော်ကြားလာခဲ့ရဖြစ်ပါတယ်စိုင်းမင်းသမီးလေးစူးစူးဆန်ရဲ့လို့နာမည်တစ်လုံးနဲ့ကြော်ကြားခဲ့ရလေဖြစ်ပါတယ်ကလေးဘဝမှာဘာမှမသိပဲစိုင်းတည်ရင်နာမည်ကြီးသွားခဲ့ပြီးမှစိုင်းလောကတွေကိုရောက်ရှိလာခဲ့တာပါအသက်ငယ်သေးတဲ့အချိန်မှာစိုင်းလောကတွေကိုရောက်ရှိလာတာမို့စူးစူးဆန်အတွက်တကယ်မလွယ်ကူခဲ့ပါဘူးတဟုန်တို့အောင်မြင်တဲ့အချိန်လည်းဖြစ်တာမို့ပွဲစဉ်ကလည်းမပြတ်ခဲ့ပါဘူးဒါကြောင့်မို့ကျောင်းတိုင်တစ်ဖက်စိုင်းတရတာမလွယ်ကူတဲ့အတွက်နောက်ဆုံးမှကျောင်းထွက်ခဲ့ရပါတယ်6 တန်းပညာရေးနဲ့ကျောင်းထွက်လိုက်တဲ့အတွက်အတန်းပညာတော့မပြီးမြောက်ခဲ့ပါဘူးအခုချိန်မှာတော့ပညာမတတ်ဘူးဆိုတဲ့ဝေဖန်တန်တချို့ကလည်းရှိနေခဲ့တာပါတငယ်ချင်းတွေကကျောင်းနေပြီးသူတယောက်တည်းကျောင်းနေနိုင်တဲ့အပေါ်မှာနေဝမ်းနေမိတာမျိုးလည်းရှိပါတယ်ကျောင်းနေရတဲ့အရွယ်မှာစိုင်းတီးဖို့ကိုသာအတိကဦးစားပေးမိလိုက်တာကြောင့်ဖြစ်ပါတယ်ကျောင်းမနေရလို့ပညာမတတ်လို့ဝမ်းနေနေရပေမဲ့တစ်ဖက်မှာတော့မိဘလှုပ်ကျွေးနိုင်နေဆိုတဲ့စိတ်နဲ့စူးစူးဆန်ဖြစ်ဖြောင်းနေရဖြစ်ပါတယ်စူးစူးဆန်ကအသက်ငယ်လေးနဲ့ယူထားတဲ့တာဝန်တွေအယမ်းများနေခဲ့ပါတယ်စိုင်းကိုလေသူတယောက်တည်းဦးစီးနေရဖြစ်တယ်လို့မိခင်ကိုလည်းကူညီရပါတယ်စူးစူးဆန်ကစိုင်းဝိုင်းရဲ့ကောင်းဆောင်တရားလို့ဦးစီးနေရတာပါငယ်ငယ်တုန်းကတော့စိုင်းတီးချိန်ဆိုဝင်တီးကအားတဲ့ချိန်ဆိုရင်ကစားနေကြတာပါအခုချိန်မှာတော့စိုင်းမှာရှိတဲ့လူအယောက်20ကိုအုပ်ချုပ်ကရေရှည်ရက်တည်နိုင်အောင်စူးစမ်းနေရဖြစ်ပါတယ်အပြိုင်ဆိုင်တွေများလာတဲ့ခက်လေဖြစ်တာမို့စူးစူးဆန်မှလေးစူးစမ်းရတဲ့ရှိပါတယ်ကျောင်းမတက်နိုင်ခဲ့ဘူးဆိုပေမဲ့စူးစူးဆန်ကမိဘတွေအတွက်တော့အားတစ်ခုဖြစ်ခဲ့ရပါတယ်အခုဆိုရင်သူကိုယ်တိုင်မဲ့ဦးဆောင်ကလှုပ်ကျွေးနေရဖြစ်ပါတယ်စူးစူးဆန်ကပွဲရသည်ဆိုရင်လေတပွဲမကြအကုန်တင်းနေရတာပါစူးစူးဆန်ကစိုင်းပညာတက်မြောက်နေပေမဲ့ကျောင်းပညာရေးကိုတော့စက်တင်ချင်သေးရဖြစ်ပါတယ်ရတဲ့အချိန်တိုင်းမှာကျောင်းပညာရေးကိုစက်တင်မယ်လို့မျှော်လင့်ထားခဲ့ပါတယ်အင်္ဂလိပ်စကားပြောတဲ့နံဂျပန်မျိုးစုံကိုသင်ချင်ပေမဲ့လေအချိန်ရမအောင်ဖြစ်နေရပါစိုင်းလေတီးရတဲ့အပြင်မိခင်ကိုလည်းလှုပ်ကိုနေရတာမို့မအားတာကြောင့်ညီမလေးကိုတော့ကျောင်းရောက်ထားပေးရဖြစ်ပါတယ်ညီမလေးကိုကျောင်းထားပေးပြီးသူ့အပဲရအောင်ရှာပေးနေရပါစူးစူးဆန်ကပညာရေးကိုဆုံးခန့်တိုင်းမတင်ရခဲ့ပေမဲ့မိဘကိုယ်တော်စိတ်ချမ်းသာအောင်ထားပေးနိုင်ခဲ့ပါတယ်ကားဆိုရင်လေအိမ်စီးဖို့တကားစိုင်သွားဖို့တကားမျိုးစုံကိုဝယ်ပေးနိုင်ခဲ့တာပါဒါအပြင်အခုဆိုရင်မိဘတွေအတွက်အိမ်ဆောက်ဖို့မြေကွက်လေးဝယ်ပေးသွားပါပြီမြေကွက်တစ်ကွက်ဝယ်ထားကမကြခင်မှာတိန်းတောင်းချီတန်အိမ်ကြီးကိုစောက်ပေးတော့မှလို့သိရပါတယ်ဒီလိုတွေလုပ်ပေးနိုင်တာမို့ကျောင်းမတက်ရတဲ့ပုံနှောင်းနှားရတာမျိုးတော့မရှိတော့ပါဘူးပညာတတ်မဖြစ်ခဲ့လို့ဝမ်းနေပေမဲ့လေတခုရချင်ရင်တခုဆွန့်လွတ်မယ်လို့တွေးထားကြောင်းဖြစ်ပါတယ်စူးစူးဆန်ကအသက်ငယ်ပေမဲ့ရင့်ကျက်တဲ့စိတ်ထားတွေနဲ့ပြတ်တန်းနေရဖြစ်ပါတယ်သူ့အနေနဲ့အခုလက်ရှိမှာမိဘတွေနဲ့ညီမလေးကိုကောင်းကောင်းထားပေးခြင်းနဲ့စိတ်ဓာတ်ရှိတာပါမိဘတွေကိုပြေးဆောင်ထားပေးခြင်းလို့အစွမ်းကုန်စူးစမ်းပေးနေရဖြစ်ပါတယ်ဖခင်ဖြစ်သူကတိန်းထောင်ကြီးကားကြီးစီးစနာမှုဝယ်ပေးဖို့လည်းစူးစမ်းနေရပါဒါအပြင်မိခင်ကိုလည်းရွှေရည်တီးနေအောင်ထားပေးချင်တာဖြစ်တာမို့စူးစူးဆန်ကရအောင်စူးစမ်းနေရဖြစ်ပါတယ်မိဘတွေကိုတော့တိန်းထောင်ကြီးရအောင်ရှာပေးနေတဲ့စူးစူးဆန်အပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြောပြခဲ့ပါအောင်ရှင်ဟုတ်ကဲ့ပါ